ဒီဗီဒီယိုမှာတော့ဆိုင်ကယ်တစ်စီးရဲ့ black spark plug ကိုကြည့်ပြီးတော့အင်ဂျင်အခြေအနေကိုဘယ်လိုစစ်ဆေးရမလဲဆိုတာကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီပစ္စည်းသေးလေးကကျွန်တော်တို့ဆိုင်ကယ်အင်ဂျင်ထဲမှာဘာဖြစ်နေလဲဆိုတာကိုပြောပြပေးနိုင်တဲ့တခုတည်းတော့အစိတ်ပိုင်းပဲဗျမယုံနိုင်ကြပါပဲကိုယ်ဆိုင်ကယ်ကဆွဲအားမရှိသလိုဖြစ်နေတာအိတ်ဇောကနေမီးပေါက်တန်တွေထွက်တာဒါမှမဟုတ်စီနက်တွေထွက်နေမှဖြစ်ဖြစ်ဘာမှကောင်းစားခတ်မနေပဲ9မိနစ်လောက်ချိန်ပေးပြီးပလက်လေးပဲဖြုတ်ကြည့်လိုက်ဖို့ကြံပေးခြင်းပါတယ်အဓိကကတော့သူ့ရဲ့အယောင်တွေပါပဲပလက်အယောင်တွေကိုကြည့်ပြီးအင်ဂျင်ရဲ့အခြေအနေကိုစစ်ဆေးကြည့်ရအောင်ဗျပလက်ကိုဖြုတ်လိုက်တာနဲ့အလဲကကြွေသားတိုင်လေးရဲ့ထိတ်ကအဖျားတွေကိုကြည့်ရမှာပါအဓိကအယောင်၃မျိုးရှိတယ်ပထမအယောင်ကတော့အညိုနုရောင်ပါဒီအယောင်ဖြစ်နေတယ်ဆိုရင်အားလုံးကအေးဆေးပါပဲစီနဲ့လေချိုးလည်းညီတယ်အင်ဂျင်ပူချိန်လည်းမှန်တယ်ပြန်တက်ပြီးဆက်မောင်းလို့ရပါတယ်ဒုတိယအယောင်ကမီကိုမိုင်းပိတ်ပြီးတော့မဲနေတဲ့အယောင်ပါပလက်ကမီသွေးလို့မဲပြီးခြောက်နေပြီလားစီများပြီးလေနေနေတာပါပထမကလေစစ်နဲ့ဒုတိယအနေနဲ့ကာဘိုက်တာကိုစစ်ဆေးပေးရပါမယ်နောက်ဆုံးအယောင်ကတော့ဖြူအောင်ပါပလက်ကထုံးဖြူအောင်လို့ဖြူပဲဖြစ်နေရင်ရေးပြောရင်လို့ဖြစ်နေရင်တော့အထူးသတိထားရမှာပါလေများပြီးစီနေနေတာပဲဖြစ်ပါတယ်အင်ဂျင်ရမ်းပူလာပြီးတော့ပင်စင်ပောက်ကွဲတဲ့အထိဖြစ်နိုင်တဲ့အတွက်ချက်ချင်းပဲပြင်ဆင်သင့်ပါတယ်နောက်ထပ်သတိထားရမယ့်ချက်တွေကတော့လက်ရဲ့အဖျားမှာစိတ်ကက်နဲ့မဲရောင်တွေဝင်နေတော့ဒါစီမဟုတ်ပါဘူးအင်ဝိုင်လိုက်နေတာပါပင်စင်နဲ့ဝိန်းနေမလုံတာဘာဝိုင်းစီပြက်နေတာဖြစ်နိုင်ပါတယ်ခြေချမ်းကန်ရဖို့ချက်ပြနေတာပါနောက်ပြီးပလက်ရဲ့ထိတ်မှာထုံးလိုဖက်တွေကတ်နေတာဒါမှမဟုတ်ထိပ်ပြားကကျွန်းပြီးရေပြောနေရင်တော့ detonation လို့ခေါ်တဲ့ချိန်မတိုင်ပေါက်ကွဲမှုတွေဖြစ်နေတာပါပထမတစ်ခုကပလက်ထိတ်ငုံလေးတွေရဲ့ကွာဝေးပါကိုယ်ဆိုင်ကမန်နျူအတိုင်းတခြားချိန်ကြီးဖို့လိုပါမယ်ဒုတိယတစ်ခုကတော့ပလက်ရစ်မှာ anti seize လို့ခေါ်တဲ့ချောစီတစ်မျိုးတုပ်ပေးဖို့ပါပဲဒါမှနောက်တစ်ချိန်ပြန်ဖြုတ်ရင်လွယ်ကူနေမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးပဲပလက်ကိုဖြုတ်စစ်တက်သွားကြပြီလို့ထင်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိရဆိုရင် like and subscribe လုပ်ထားဖို့မမေ့နဲ့အောင်ကိုယ့်ရဲ့ဆိုင်ကပလက်ကရောဘာအောင်ထွက်နေလဲဆိုတာကိုကွန်မန့်မှာပြောပြပေးပါဦးအားလုံးပဲဘေးကင်းစွာမောင်းနေနိုင်ကြပါစေ See you